ဒီကိစ္စကမပြောလို့မရလို့ပြောရတော့မယ်နော်โอเคကျွန်တော်တို့ကရေလူမျိုးတွေတန်ဖိုးထားတဲ့ကရေရိုးရာမိဖို့ပြန်ကိုကျွန်တော်မိဖို့ပြန်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့တင်လို့ရှိရပါတော့လူတွေပြောလို့တင်ပေးတယ်ပြီးတော့ကျွန်တော်ကမိဖို့ဝါသနာရှင်ဖြစ်တဲ့အတွက်အဲ့ဒါကိုတောင်ကြီးကလာမှတ်ခဏခဏလာမှတ်တယ်ကွာဘာဖြစ်လို့သူတို့စိတ်ဓာတ်တွေကဖြစ်တာလဲမသိဘူးကျွန်တော်တို့မိဖို့လောက်တာလဲသူတို့ထိခိုက်လို့စိတ်တစ်ခုမှလည်းမရှိဘူးကျွန်တော်မိဖို့ကကျွန်တော်တို့အလူတန်းလုပ်တယ်နော်ကရေရိုးရာမိဖို့ပြန်အလူတန်းလုပ်တယ်အဲ့ဒါကိုလည်းနေတို့ကရေမိဖို့တွေကဘာစိတ်ရှိလို့လဲနေတို့ကရေမိဖို့တွေကဟို plastic အင်းနဲ့လောက်တာဟို plastic အရာဟိုခလေးတော့မှငါတို့တောင်ကြီးဘက်ကခလေးတွေပဲလှုပ်တဲ့မိဖို့ပဲအဲ plastic အင်းနဲ့ပေါ့နော်အဲကျွန်တော်တို့တောင်ကြီးမိဖို့တွေတဲ့တလုံးဆိုသိအနည်းဆုံး300 500ပေါ့နော်အဲ့လိုမျိုးကိုကြက်ခါပြီးလှုပ်ပြီးတော့မှပညာရှင်တွေနဲ့လှုပ်ပြီးမှမိဖို့လှုပ်တင်တယ်ပေါ့နော်အဲ့ဒါကသူ့ခင်ဗျားတို့ကိစ္စလေနော်ခင်ဗျားတို့အပိုင်းခင်ဗျားတို့အလခင်ဗျားတို့တန်ဖိုးထားတဲ့နေရပေါ့နော်ကျွန်တော်တို့ဟိုရိုးရာနဲ့ကျွန်တော်တို့တန်ဖိုးထားတဲ့အရာနဲ့လာပြီးတော့မနိုင်ရှင်နဲ့ပြီးတော့ကျွန်တော်တခုပြောမယ်နိုင်ရှင်စရာမလိုတနင်္ဂါတဲ့နေတနင်္ဂါတဲ့တရေတဲ့တောက်ပြီးတော့မှခွဲခြားဆက်ဆံနေတဲ့နေတော့အကျစ်တွေပြုတ်ပြေပါနေတော့အကျစ်ဆိုတာတောက်ကြီးအားလို့ပြောတာမဟုတ်ပါဘူးเนาะအဲ့လိုသွေးလက်ခွဲတဲ့လူတချို့ဟိုလက်တက်ခတ်တဲ့လူတချို့ကိုကျွန်တော်သိအောင်လို့ပြောတာပါအားလို့ဟိုဆိုလိုပြီးပြောတာမဟုတ်ဘူးเนาะနည်းသိခံပေးပါเนาะအဲ့လိုမျိုးကျွန်တော်ရှင်းပြချင်လို့ပါเนาะကျွန်တော်တို့ကရေရိုးရာမိဖို့ပြလှုပ်လက်တဲ့မိဖို့တစ်လုံးကအတွဲထဲမှာဥပမာကရေပစိုးတို့ကရေလိုကြီးတို့စော်တို့ဆက်ဘေးတို့စက်ကေတောတို့เนาะပက်ဆာတို့အများကြီးပဲအခုဆိုရင်ဒီနေ့ဆိုရင်ကရေတွေလှုပ်တဲ့မိဖို့ကเนาะပကုတ်တိုင်းမှာတို့ရာကုန်မှာတို့ကြာတာပိုက်စာတွေရလို့ပျော်မှမသိကျွန်တော်ပြမယ်ဒီမှာနော်မိဖို့ကြီးကိုကောက်ရတဲ့လူကတရွာလို့ပျော်တယ်လို့သူပြောရတာနော်ဒီမှာချက်လေးကြည့်နော်ချက်လေးကြည့်အမှသူပြောရတာဒီနေ့ပေါ့နော်နိုင်ကြမိဖို့ကြီးကပကုတ်မြို့နယ်ပကုတ်တိုင်းဝေါ်မြို့နယ်မှာကြာတယ်ပေါ့နော်လဲထဲမှာကြာတယ်ပေါ့နော်အဲလဲထဲမှာကြာတဲ့အတွက်မိဖို့ကြီးကပစ္စည်းတွေအများကြီးပါတာကိုနော်ပစိုးကေလိုကြီးတွေအများကြီးပါတာကိုတရွာလို့လူကြတယ်ပေါ့နော်မိဖို့ကြီးကြာလာတယ်ဆိုတော့တရွာလို့လူပြီးတော့ကောက်ရတယ်ပေါ့နော်ကေပစိုးဆိုလဲဈေးတစ်ထည်ဈေးဘယ်လောက်လဲဆိုတာဟိုသိမှာပါနော်အဲ့ဒါကိုကောက်ရတဲ့လူကပြောတယ်ကျွန်တော်တို့မိဖို့တွေကအလူတန်းလောက်တာနော်ကိုလှုပ်လိုက်တဲ့မိဖို့ကတစ်ဖက်မှာသွားကြလို့ရှိရင်ကောက်ရတဲ့လူလည်းပြောတယ်ကိုလှုပ်လိုက်တဲ့မိဖို့ကလည်းစေတနာပါနဲ့အလူလှုပ်တယ်အဲ့ဒါကိုပြောပြချင်တာအလကားမိရှုပ်ခံပြီးတော့ဟိုအလကားအခြေကိုခံပြီးတော့ဖြိုးတီးနေတာမဟုတ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောပြတာပါဥပမာတောင်ကြီးကမိရှုံမိပါညဘက်မှာလှုပ်တာအရန်လာတယ်စိတ်နှပန်းနဲ့လှုပ်တယ်ရာတပိတ်တာဈေးကြီးတယ်ဆိုတာကျွန်တော်တို့သိတယ်ဒါသူ့နေရာနဲ့သူကျွန်တော်တို့မခွဲခြားဘူးမိဘဝဒနာရှင်ဆိုအကုန်လုံးလေးစားတယ်မခွဲခြားဘူးခွဲခြားတဲ့လူတချို့ကိုကျွန်တော်သိအောင်ပြောပြတာနော်ဥပမာတောင်ကြီးမိဘကတလုံးကသေး300အဲ့သေး300မအောင်မြင်တဲ့အပြေကွဲတယ်မိလောင်တယ်ဆိုရင်လူပါထိခတ်မယ်နော်အဲ့မိဘကအောင်မြင်ပြီးအပေါ်ရောက်ပြီးထားလိုက်ပါတော့မိဘကဘသူအိမ်ခေါမိုးပေါ်မှာကြာလေကြောက်နေရတယ်သူမျက်ဆက်ရုပ်ပေါ်မှာကြာရလဲမိလောင်တယ်အိမ်ခေါမိုးပေါ်မှာကြာရလဲမိလောင်တယ်ပြီးတော့ကြာလိုက်တဲ့မိဘအဲ့မိဘကကောက်ရတဲ့လူကဘာမှပြန်သုံးလို့မရဘူးအသုံးမဝေဘူးအဲ့ဒါတက်ခန့်တာမဟုတ်ဘူးเนาะသိအောင်လို့ပြောပြတာเนาะတခြားလေးစဉ်းစားပါเนาะအဲ့ဒါကြောင့်သူ့နေရာနဲ့သူလို့ပြောတာเนาะလိုက်မနိုင်နဲ့အဲ့ဒါကိုပြောရှင်းတယ်เนาะဒီလောက်ရှင်းပြတာတော့နားလည်ရောပါเนาะကျွန်တော်တို့မိဘကအလူတန်းလုပ်တယ်ဟိုမှာပြန်ပွဲတောက်ကြီးကတော့ပြန်ပွဲလုပ်တယ်အဲ့ဒါကိုသိပါကျွန်တော်တို့လာမစော်ကားပါနဲ့လို့ဒီကနေပဲပြောရှင်းပါတယ်ကျွန်တော်စကားကြီးအများကြီးပြောပြီးတော့အမားပါရင်လည်းခွင့်လို့ပါလို့ကျွန်တော်ဒီကနေပဲတောင်းပါပါတယ်